ပါပြီဆိုရင်ကျွန်တော်တို့ကမနေ့ကလိုပဲဒီနေ့လည်းကျွန်တော်တို့မဟာဒိုနာကြီးတွေတွေ့ပြီးတော့ကန်ထူးရှင်ဆိုတာကျွန်တော်တို့စားတော့ဆိုင်မှာလာစားနေရပါတယ်အရင်ဆုံးအိမ်သာဟုတ်ကဲ့ပါအခုကျွန်တော်တို့အရင်ဆုံးအိမ်သာကိုဆေးတုပ်ပြီးတော့ကျွန်တော်တို့ကဟိုဆေးတုပ်တဲ့ foundation အနေနဲ့ဒီကိုလာရတာပေါ့နော်ဥစဉ်အိမ်သာတက်ပြီးတော့စားတော့ဆိုင်ဟုတ်ကဲ့ပါဘယ်လိုခံစားရလဲမသိဘူးညာအရင်ကအိမ်သာတက်ဖြစ်ပါတယ်ဟုတ်ကဲ့ကျိုးစေးကျုံသား ဟုတ်အခုလည်းဘယ်လိုခံစားရလဲမသိ များတာ အခုဒီကအခုလည်းဘယ်လိုခံစားရလဲမသိ ဒီကစေးကြောင်းမှန်းနေတယ်ဘူး အခုဒီကရောအခုကလည်းဆက်တယ်ဆန္ဒ ကျန်အခုကရော ကျွန်တော်စေးကျုံသားလေးဆိုတော့ ဟုတ်ကဲ့ အောင်မိ ဟာဟုတ်အခုကရော နောက်အိမ်သာတက်ရှင်ကျွန်တော်ကစေးကြောင်းမှန်းဒီလိုမျိုးရတာပြောပြီးတော့ ပါပြီ နောက်ဆုံး အေးပြောလေ ကျွန်တော်အရင်ကပြောပြီးခါတော့ကျွန်တော်ဒီဆန်ကိုဒီဟက်တင်ညာကြာပြီးပတ်စံမရှိဘူး ဟုတ်လားပါရညငါလည်း